ကျွန်တော်နာမည်ကဖုံးပြေဟန်ချင်းပါကျွန်တော်16နှစ်ရှိပါပြီရေကူက big part of life ဆိုတော့ကိုဖြစ်အောင်လုပ်မယ်ပေါ့ပြီးတော့ဒီမှာကိုယ့်ဘက်ကိုစူးစမ်းထားတယ် level တစ်ခုထိရှာသွားပြီဆိုတော့အဲ့ထက်မြင့်အောင်ကိုယ့်ဘက်ကိုစူးစမ်းမလို့ Number 1 of the men's 100-meter freestyle. The start is basic. So လောလောဆယ်အကြီးဆုံးပွဲဆိုရင်တော့ Paris မှာ Olympic Game ကိုနိုင်ငံအောင်ဒီလိုအကြီးပြိုင်ပွဲမှာ represent လုပ်ရတာ feeling ကအရင်ကိုယ့်အတွက်ကောင်းတယ်ပေါ့ဒီအပြိုင်ပွဲဝင်ရမယ်တော့တစ်ခါမှမထင်တာဘူး but အခုဒါပြီးတော့လဲ2028 target ထပ်ထားတာပါမိဘနဲ့တငယ်ချင်းတွေတော့အားပေးစကားပြောကြပါတယ်ကိုယ့်ဘက်ကိုဘေးမှာ push လုပ်ဖို့လူမရှိရင်ခက်တယ်ပေါ့ပပလည်းပေး like financially support မမ like တကယ်အိမ်မှာအကုန်ကူပေးတယ်သူတို့ support မပါရင်လောကဒီထိရမှာမဟုတ်သေးကြတယ်ဒီကူးကြောင့် time management တော်တော်ကောင်းလာတော့ work နဲ့ swimming နဲ့ school load like load နဲ့ homework တွေ assignment တွေနဲ့ရေကူးနဲ့ manage လုပ်နိုင်တယ်ပြီးတော့ social life ကလည်းကျောင်းမှာတင်ငယ်ချင်းတွေရှိတယ်ရေကူးကနေမှာတော့ပြိုင်ပဲဒါပေမဲ့ရေကူးပြီးတော့အပေါ်တက်လာရင်တကယ်ချင်းနေဟုတ်ချက်ဆုံးတကယ်ချင်းနေကျွန်တော် GGI Nippon Life မှာ intern ဆင်းတဲ့အချိန်မှာ real life experience တွေရသွားတယ် life insurance ကတကယ် how it works နဲ့ what it does ဆိုတော့တခြားနားလဲသွားတယ်ပြီးလူတွေအတွက်ဘာလုပ်ပေးလဲဆိုတော့ကောင်းကောင်းနားလဲသွားပါတယ်ကိုယ့်ရဲ့ life ကိုဘယ်လောက်ထိ impact ရှိလဲဆိုတာနားလဲသွားပါတယ်ဒီ level နဲ့ထပ်တက်ပြီး global stage မှာ competition ကို qualify ဖြစ်ပြီးတော့ပိုပြီးဒီနိုင်ငံကိုတခြားနိုင်ငံတွေထက် ranking ပိုကောင်းအောင်လုပ်ကြချင်ပါတယ်ပြီးတော့ကျွန်တော် GGI Nippon Life ကဒီ segment လေးမှာ feature လုပ်ပေးဖို့အရင်ကျေးဇူးတင်ပါတယ်